နဲ့အပင်ရောင်းတဲ့ဆိုင်လားဂက်စမီပို့ရောင်းတဲ့ဆိုင်လား gas မီးဖို့ရောင်းတဲ့ဆိုင် ဂက်စမီ တော့ plan နေရောင်းပေးရမလား ဟုတ်ဂက်စမီပို့ရောင်းတဲ့ဆိုင်လဲပြောတယ်အပြင်ဘက်မလို့အပြင်ဘက် site တယ်ကွာဘယ်ဘက်တွေရောညာဘက်တွေရောအပြည့်နော်အိမ်ထဲမှာဆိုလဲဟိုနားတစ်လုံးချိတ်ဒီနားတစ်လုံးချိတ်ဟိုစင်ဘောတစ်လုံးဒီစင်ဘောတစ်လုံးနဲ့ဒီမှာဆရာမအနောက်ကဟောင်ကြည့်အောင်ဒီတကွန်မီများတကက်တော့ပဲအဲ့လောက်ရှိ တိတိကနေအဲ့လောက်ကြီးအောင်လုပ်ထားတာ မင်းအနောက်ခေတ်မီပို့ဆောင်မှာအစားအပင်နေဘာလို့တာတော့အဲ့လောက်အများကြီးအိမ်ထဲမှာအေးဘာလို့တာတော့အဲ့လောက်အများကြီး ဩစိမ့်စုနေတာလေးမျက်စိအားကောင်းတယ်လीစိမ့်စုံနေတာလည်းမျက်စိအား ဟုတ်တယ်စိမ့်စုနေတာတွေကိုကြည့်မျက်စိအားကောင်းတယ်ဒီလိုအပင်စိမ့်နေတဲ့အပင်တွေကိုကြည့်မယ်ဆိုတနေ့ကောင်ဖုန်းတုံးနေတဲ့လူတွေအတွက်ကစိမ့်ဆူလေးတွေကိုကြည့်ပြရဆိုမျက်စိအားကောင်းတယ် ဆိုင်ရောဆိုင်လို့လားကွာအပင်ကြည့်မျက်စိအားကောင်းတာ ဟုတ်တယ် ဟာ မသိဘူးလား မသိဘူးလေ တကယ်မသိဘူးလား တကယ်မသိဘူးလေ အော်သိရသူများရှင်ပြောပြလိုက်ပါအောင်ဒီလိုစိမ့်ဆူနေတဲ့အပင်လေးနဲ့မျက်စိအားကောင်းတယ်လို့ပြောအောင်လက်မခံ အဲ့ဆိုတနေ့ကအပင်ပဲထိုင်ကြည့်ရမှာဒီလိုမျိုး ဟုတ်လေဖုန်းတွေဘာတွေတုံးနေနေမျက်စိညောင်းလာရင်ဒီအပင်လေးတွေကိုကြည့်တယ်ဆိုရင်ဒီမျက်စိအညောင်းညာတွေပြည့်တယ်မျက်စိအားကောင်းတယ်မျက်မှန်သမားတွေဆိုရင်တော့အစိမ်းနာတွေကြည့်တာများရင်မျက်မှန်တွေချွတ်ရ ဟာ ခင်ဗျားတော့မျက်မှန်ချွတ်လိုက်ရပြီ အဲ့မျက်မှန်ချွတ်ရပါမယ်အပီးတော့မရှင်းသေးဘူးလေမျက်မှန်တက်ဖို့ပါဝါမျက်မှန်တက်ဖို့ပြင်းလာရဲ့ တနေ့ကဖုန်းကြည့်တယ်ကွာတနေ့ကဖုန်းတွေကြည့်တယ်တနေ့ကအလုပ်တွေလုပ်တယ်အဲ့တော့စိတ်အပန်းတရားဟိုဘက်ဟိုပေါ့မိမတို့အိမ်မှာဆိုကြည့်လိုက်ပြီပတ်လေးမှာစိတ်ဆူနေအောင်စိုက်ပြီးထားတယ် အေးမဟုတ်ပါဘူးအဲ့တော့အခုကဗာဂက်စမီပို့ဆိုင်လားပန်းပင်ရောင်းတဲ့ဆိုင် အင်တော့ plan ရောင်းပေးရမှာအမလီဒီအပင်တွေများဈေးပေါ်တယ်မှတ်လို့ ဈေးကြီးတယ်ဈေးပိုးတယ်မပြောဘူးလေ အဲ့တော့ plan ရောင်း အ စား ပင်တွေများလို့မေးလိုက်တာမျက်စိကအားကောင်းသွားတယ် ရတယ်ပြန်ရောင်းစားလို့ရတယ် ဒီလိုလေးပဲထိုင်ပြီးတော့ကြည်နေတော့မယ် အင်တော့ plan ရောင်းတဲ့စီးပွားရေးလုပ်လိုက်ပြီနော်အားပေးမယ်မလားအပင်ကြည့်မျက်စိအားကောင်းတယ်မျိုးမေးကြည့် သူကတော့ပြောလိုက်ပြီတကွက်အပင်ကြည့်မျက်စိအားကောင်းတယ်တဲ့ဖြစ်ရင်လည်းဖြစ်မှာပေါ့ဘာလို့ဆိုတော့မြန်မာတက်စီ မင်း comment ဖတ်ကြည့်ပြီး ဟာလား မင်း comment ဖတ်ကြည့် ကဲဟုတ်ပြီအဲ့ဆိုလည်း comment ဖတ်ကြည့်နော်